လူဖွဲ့စည်းတိုင်းဟာတစ်ပံပညာနဲ့စမ်းသစ်တီထွင်မှုတွေကိုအမြဲတမ်းအားပေးခဲ့ရပါတယ်။စူးစမ်းလို့စိတ်နဲ့အပြေရှာလို့စိတ်တို့ဟာကဘာကြီးကိုပြောင်းလဲစေခဲ့လေမဟာဆွဲအားတွေဖြစ်ပါတယ်။နိုဝင်ဘာ9ရက်မှာတော့နိုဘယ်ဆုရှင်တဦးရဲ့မွေးနေ့ဖြစ်ပါတယ်။သူမဟာကဘာတစ်ပံလောကမှာပထမဆုံးသောအမျိုးသမီးပါရမီရှင်ဖြစ်တဲ့မာရီကျူရီဖြစ်ပါတယ်။သူမသည်ရူပဗေဒနဲ့ဓာတုဗေဒဘာသာရဲ့နှစ်ခုစလုံးမှာနိုဘယ်ဆုကိုရရှိခဲ့တဲ့တဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပြီးရေဒီယိုတက်တိကြွမှု radioactivity ကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြင့်စီးပညာနဲ့စွမ်းအင်ကဏ္ဍကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ဒါအပြင်ဤနေ့ကိုကမ္ဘာရူပဗေဒနည်း World Physics Day သို့မဟုတ်နိုင်ငံတကာစေပညာသုတေသနနေ့အဖြစ်လည်းအမိတ်ရစေပါတယ်။သိပ္ပံပညာရှင်တွေရဲ့ဇွဲလုံလာအသိပညာမျှဝေလို့စိတ်နဲ့အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်စွမ်းတို့ဟာလူသားမျိုးနွယ်အတွက်ဘလောက်အရေးပါလဲဆိုတာကိုဒီနေ့ကပြပြသားသားသတိပေးနေပါတယ်။တင်ရောတင်ရဲ့ဘဝမှာအသိပညာကိုရှာဖွေဖို့ထုတ်ဖို့ဘယ်လိုမျိုးစူးစမ်းရှာဖွေမှုတွေလုပ်ဆောင်နေပါသလဲ။မှတ်ချက်မှာပြောပြပေးခဲ့ဦးနော်။